nhá ai giàu với ngàn ní mà nó đi đi chép về lâu bị mình nè lên nào nè à ba đây à quan mà toa ya bù sửa chuyện có nhiều chạy ra biểu nó chạy ra là biểu rồi ya đấy bây giờ nó sửa đã có nhiều chuyện ya mà sửa chuyện quan trọng đấy đủ đi à tôi mía đấy bây nó đi đến mà nó at lấy giờ cho nấu bánh đi cả quan bố chốc là đã có nhiều đãတွေ့ရတယ်ပေါ့နော်ကိုညိုစီမှာဒါကိုကြီးစီမှာလာပြီးတော့ဒါဝယ်တဲ့သူတွေဟာဆိုလို့ရှိရင်နော်ဘာလို့ဆိုလို့ရှိရင်အသက်40ကျော်အဓိကအသက်60ကျော်နောက်ပိုင်းတွေကပို့ပြီးတော့မြင်ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကဒါဒီအစာအိမ်နဲ့ဦးလန်းချောင်းမှာနော်လုံးဝလိုအပ်တဲ့အကျိုးပြုပိုးလေးတွေနဲလာခြင်းကြောင့်ဝမ်းချုပ်တဲ့ပြဿနာကိုခံစားရတယ်လို့တချို့သောသူတွေကြောင့်လည်းစီးကျို့သွေးတိုးနော်ဒီလိုမျိုးယောဂလက္ခဏာတွေကြောင့်ဝမ်းချုပ်ခြင်းကိုဒါဖြစ်တဲ့သူတွေလည်းပါကြတယ်ပေါ့နော်ဒါကြောင့်မို့ဒါကိုကြီးတို့ကဝမ်းချုပ်ရာကနေပြီးတော့တခြားသောဗေဒဆိုကျယောဂါတွေမဖြစ်ရအောင်နော်ဝမ်းပုံမှန်သွားဖို့အတွက်နော်ဒီနေ့တစ်ချက်ကိုလုပ်ပြီးလို့ရမယ်နော်ဒါကြောင့်မို့ဒါကိုကြီးတို့ကဘာလဲဆိုတော့ညအိယာဝင်ကနီးလေးကိုဘာလုပ်ပေးရမလဲဆိုလို့ရှိရင်တော့ဒီမှာကိုကြီးစီမှာ ready juice ဆိုတဲ့နော်ဒါ one man ဖြော်ရည်လေးရှိတယ်သူ့ကိုဆိုလို့ရှိရင်ညအိယာဝင်ကနေဒါရေရိုးရေလေးတစ်ခွက်နဲ့ဖြောပြီးတော့ဒါသူ့ကိုကြည့်အောင်ခလောက်ပြီးလို့ရှိရင်သူ့ကိုမော့ချလိုက်မော့ချပြီးလို့ရှိရင်ရေတစ်ခွက်ထပ်တောက်ပေးနော်ဒီလိုထပ်တောက်ပေးပြီဆိုတော့ ਨੇ မနဲ့လင်းချင်းဘာမှမလုံးနဲ့မျက်နှာမသိနဲ့သွားမတိုင်းနဲ့ရေတစ်ခွက်နှစ်ခွက်လောက်ဒါအဝအပြေတောက်ပြလိုက်မကြောက်ဘူးခဏလေးလို့ရှိရင်နော်ကိုတို့မမတို့သွားခြင်းလှပါပြီဆိုတဲ့ဝမ်းကြီးကဝေါကနေဒိုင်းကနေနဲ့တွားလာလိမ့်မယ်အားအင်လုံးဝမကုန်ခမ်းဘူးเนาะအေးစစ်ရှော့ရှူနေကိုဝမ်းကသူ့ဘက်သူရှော့ထွက်သွားမှာဖြစ်တယ်ဝမ်းသွားပြီဆိုလို့ရှိရင်လည်းလူကြီးကိုဟာလေဟင်းကလေးဆိုပြီးတော့ပေါ့ပါလန်းဆန်းကြီးကိုဖြစ်သွားတာเนาะဒါဘာကြောင့်လဲเนาะဒီဝယ်ဒီကျူဝမ်းမှန်ဖြော်ရည်လေးကြောင့်မို့လို့เนาะအားကြောင့်မို့ဒီဝယ်ဒီကျူဝမ်းမှန်ဖြော်ရည်လေးကိုတောက်ပြီးတော့ဝမ်းမှန်ကျင်နေဆိုလို့ရှိရင်ကိုကြီးစီမှာဒါမျိုးအထုပ်20ပါတပူးကို4200ကျပ်နဲ့เนาะကိုကြီးရဲ့တော်တော် CB မှာလာရောက်အသေးစိတ်မေးမြန်းပြီးတော့ဆက်သွယ်မေးမြန်းပြီးတော့အခုပဲမှာယူလိုက်ပါเนาะအခုကြည့်နေတဲ့ကိုမမတို့ဝမ်းချုပ်တဲ့ဝေနာကနေအမြန်ဆုံးကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်